2023 ခုနှစ်အောက်တိုဘာလကစတင်ပြီးနှစ်ကျော်ကြာမြင့်ခဲ့တဲ့ဂါဇာစစ်ပွဲမှာအစ္စရေးတိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း 9,000 ကျော်သေဆုံးကြောင်းဟာမတ်စ်ပြောက်ကြားတပ်တွေကထိန်းချုပ်ထားတဲ့ဂါဇာကျန်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပြီးနောက်အဲ့ဒီအရေးအတွက်မှာပုတ်ခတ်ဖို့ဝါဒဖြန့်ထားတာသာဖြစ်ကြောင်းအစောပိုင်းမှာအစ္စရေးကတောက်လျှောက်ညွှန်ချက်ထုတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှအစ္စရေးစစ်တပ်ဟာမတ်စ်ရဲ့ဝါဒဖြန့်မှုလို့ကိုယ်တိုင်ဆွဆွဲခဲ့တဲ့ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီးမှန်ကန်ကြောင်းပထမဆုံးအကြိမ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့စစ်အတွင်းသေဆုံးသူဟာအရက်သားအများအပြားအပါအဝင်ပါလက်စတိုင်း 9,660 ထက်မနည်းရှိခဲ့ပြီးနောက်ထပ် 1,000 လောက်ကတော့ပြိုကျနေတဲ့အဆောက်အုံပျက်စီးတွေအောက်မှာပိတ်မိပြီးအလောင်းရှာမရတော့တာဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာစစ်ပွဲဟာနှစ်ကျော်ကြာမြင့်ခဲ့တဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအရအပြစ်ခတ်ရက်စဲထားပြီးအစ္စရေးစစ်တပ်ဟာဂါဇာကမ်းမြောင်ဒေသနဲ့အီဂျစ်နိုင်ငံတို့ထိစပ်ရာရာဖဲနေဆက်ဂိတ်ကိုလည်း2024ခုနှစ်မေလနောက်ပိုင်းပထမဦးဆုံးအကြိမ်ပြန်ဖွင့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။